မင်္ဂလာပါရှင်ဟေမာကဟေမာဂျင်းမန်ဂျွယ်လရီရဲ့ CEO Founder ဟေမာထွန်းဖြစ်ပါတယ်ဟေမာက6နှစ်ရတာလောကမှာရက်တီလာတာနှစ်ပေါင်း30ကျော်ရှိပါပြီရှင်နှစ်ပေါင်း30ကျော်ရက်တီလာရဲ့ experience တွေကိုအခြေခံပြီးတော့6နှစ်ရတာဝယ်ယူလိုသူတွေစုဆောင်းလိုသူတွေလေ့လာလိုသူတွေအတွက်ဟေမာကရည်ရွယ်ပြီးတော့ sharing လုပ်ခြင်းဖြစ်ပါတယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာလည်းဟေမာတက် experience ရှိတဲ့သူတွေအများကြီးရှိမှာပါဟေမာအမှားယွင်းလေးတွေဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်လည်းနားလည်ပြီးကြည့်ရှုပေးကြပါရှင်ဒီကနေ့တော့ဟေမာကကျောင်းမြတ်မှာအရေးကြီးခန်းကဏ္ဍကနေပါဝင်တဲ့ကျောက်စိမ်းတွေအကြောင်းကိုဟေမာပြောပြပါမယ်ကျောက်စိမ်းမှာဂျေတိုင်းနဲ့ Netflix ဆိုပြီးတော့နှစ်မျိုးရှိပါတယ်ဂျေတိုင်းကျောက်စိမ်းတွေက Netflix ကျောက်စိမ်းတွေထက်အရေးသွေးပုံမြင့်မားကြတယ် quality လည်းကောင်းကြတယ် color ထွက်အားတွေလည်းပိုကောင်းကြတဲ့အတွက်ဈေးကွက်မှာပိုပြီးဈေးနှုန်းတွေနဲ့ပုံမြင့်မားကြတယ်မြန်မာနိုင်ငံကချင်ပြည်နယ်ဒေသကထွက်ရှိတဲ့ဂျေတိုင်းကျောက်စိမ်းတွေကကမ္ဘာမှာအရေးသွေးအမြင့်မားဆုံးအနေနဲ့သတ်မှတ်ခြင်းခံရတယ် Netflix ကျောက်စိမ်းတွေကကြတော့ဂျေတိုင်းကျောက်စိမ်းတွေလောက်တော့အရေးသွေးမမြင်ပါဘူးကာလာထွက်အားတွေလည်းနည်းကြတယ်အဲ့အတွက်တန်ဖိုးတွေလည်းနည်းပါကြတယ် Netflix ကျောက်စိမ်းတွေကိုတရုတ်ပြည်နဲ့တခြားနိုင်ငံတွေမှာလည်းထွက်ရှိတယ်ဒါပေမဲ့နယူးဇီလန်ကထွက်ရှိတဲ့ Netflix ကျောက်စိမ်းတွေကကြတော့ကြော်ကြားပါတယ်ရှင်ကျောက်စိမ်းရဲ့မာဂျင်းစင်းကတော့ 6.5 ကနေပြီးတော့9ဖြစ်ရှိပါတယ်ရှင်ကျောက်စိမ်းလို့ပြောလိုက်တာနဲ့ဝယ်ယူသူများအဖြစ်ကတော့အစိမ်းရောင်ပဲရှိတယ်လို့ထင်တတ်ကြတယ်။တကယ်တမ်းကျတော့ကျောက်စိမ်းမှာကာလာမျိုးစုံထွက်ရှိပါတယ်ရှင်။အစိမ်းလူရောင် green apple ကာလာလေးတွေဒီလိုကာလာလေးတွေပေါ့နော်။အစိမ်းရရောင် imperial jade မြန်မာအခေါ်ဆိုလို့ရှိရင်တော့ green soda အရောင်လေးတွေ icy jade အဖြူရောင်ကြည်ကြည်လေးတွေ honey jade လိမ္မော်ရောင်လေးတွေ lavender jadeခဲရောင်လေးတွေအဲ့ဒီကနေပြီးတော့အမဲရောင် black jade တွေအပြာရောင်ပန်းနေတဲ့စိမ့်ပြာရောင်လေးတွေမိခိုးရောင်လေးတွေကာလာမျိုးစုံကိုလည်းတွေ့ရှိရပါတယ်ရှင်ကျောက်စိမ်းကိုတရုတ်လူမျိုးတွေကလွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်ကတည်းကနေစတင်သုံးစွဲခဲ့တာဖြစ်တဲ့အတွက်ကမ္ဘာပေါ်မှာအစောဆုံးသုံးစွဲခဲ့ကြသူတွေအဖြစ်သတ်မှတ်လို့ရပါတယ်ကျောက်စိမ်းကိုတရုတ်လူမျိုးတွေကကျောက်များရဲ့ဘရင်အဖြစ်တောင်တင်စားသတ်မှတ်ကြတယ်ကျောက်စိမ်းဝတ်ဆင်ထားရင်ကျန်းမာရေးကောင်းတဲ့ဉာဏ်ပညာကြီးမြင့်တဲ့ရဲရင်နဲ့လက်ကီးကောင်းတဲ့ဆိုပြီးယုံယုံကြည်ကြည်ဝတ်ဆင်ကြတယ်။ကျောက်စိမ်းကို jewelry တောင်မကအိမ်အလှဆင်ပစ္စည်းတွေအဖြစ်တောင်သုံးစွဲကြတာတွေ့ရပါတယ်ရှင်။ဂျိတ်ဆိုတဲ့စကားလုံးလေးက Stone of the Pain in the Side ဆိုတဲ့စပိန်စာစုလေးကနေဆင်းသက်လာတယ်လို့တော့ကြားမှုပါတယ်ရှင်။ကျောက်စိမ်းအစ်စ်တပွင့်ရဲ့အတွင်းမှာတော့ကျောက်အမုံမွားလေးတွေ inclusion လေးတွေအနည်းနဲ့အများတော့ပါတတ်ကြပါတယ်။အဲ့ဒီအတွက်ကြောင့်ပဲဒီစာစုလေးကမှန်ကန်မှုရှိရလို့ဒီမှာကတော့ယူဆပါတယ်။ဈေးကွက်ထဲမှာအခုဆိုရင်လူလုံး treated ကျောက်လေးတွေလည်းအများပြဝင်ရောက်လာတာဖြစ်တဲ့အတွက်တန်ဖိုးကြီးကျောက်စိမ်းတစ်ပွင့်ကိုဝယ်ယူတော့မယ်ဆိုလို့ရှိရင်နေဆက်ရ lab တစ်ခုကနေပြီးတော့ certificate လေးတွေနဲ့အတူဝယ်ယူကြပါလို့တော့အကြံဉာဏ်ပေးချင်ပါတယ်။ကဲပြောရည်လည်းနည်းနည်းများသွားပြီပြောစရာတွေလည်းအများကြီးကြံသေးရဆိုပေမဲ့ customer တွေရဲ့ယုံကြည်မှုနဲ့ရက်တည်လာတဲ့ဟေမာဂျင်းနဲ့ jewelry မှာတော့အရေးသွေးပြင်မာတဲ့ကျောက်စိမ်းလက်ဝတ်ရတနာတွေကိုအားပေးလို့ရသလိုကျောက်စိမ်းနဲ့ပတ်သက်တဲ့ accessory တွေလည်းများစွာရှိတဲ့အတွက်ယုံကြည်စိတ်ချစွာအားပေးနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်